ကျေးဇူးတင်ပါတယ်ကိုကြီးကျွန်တော်တို့ဒီချင်းမပြအစီအစဉ်ကကျွန်တော်တို့ကအင်တာဗျူးမဟုတ်ပါဘူးကျွန်တော်တို့ကမှတ်တမ်းထားတာပါတခုကလည်းကျွန်တော်ကဒီကိုကြီးရဲ့တချင်းတွေကိုပညာအမွေခံတာပါကျွန်တော်တို့အစီအစဉ်မှာအဓိကတော့ဒေတာပေါ်ကိုကျွန်တော်တို့ကယူသားခြင်းပါပဲအဲ့တော့ကိုချစ်တော်သူတလှများပါတချင်းဖြစ်ပေါ်လာဖို့ဒေတာရှိကိုရောက်ချီသွားပုံလေးပြပြပေးပါမယ်ဟောတာအရင်ကိုကြီးကိုယ်ပိုင်ဝိုင်းနဲ့ဖိတ်နေတဲ့အချိန်ရောက်သွားပြီပေါ့ဟိုကကလေးပေါ့ကြော်ထက်လာပြီကြော်ထက်လာပြီအကိုကြီးလေးယောက်ကလည်းထွက်ပြီးတော့ကိုကြီးကလှုပ်တော့မြန်မာမင်းလှုပ်နေပြီဆိုတော့ကိုတီဝိုင်းကိုလူနဲ့ကိုပေါ့ကိုရိတ်ပန်လို့ကိုပဲပုံလို့တော့တီးရဆိုစစ်တယ်ခိုင်းတော့အရှိတဲ့ဘုတ်ကိုတင်တဲ့ခါကျတော့အဲ့ချင်းကအတန်လေးကလှဟုတ်ကဲ့အဒီရှိကိုပုံပြလင်းဟုတ်ကဲ့ရေးပြရလေရေးပြရလေဩကိုတော့ငါရေးမယ်ကွာဟုတ်ကဲ့ဆိုအကိုတယောက်ရေးထားတာဟောအကိုအထက်ကအကိုတယောက်ရေးထားမှန်ပါစာကနည်းနည်းပြမထီရောက်ဘူးကွာဒါသူတို့ချိန်သူတို့ကလာသူတို့လည်းမြမတံမှာလုံနေတာမှန်ပါတော့သူတို့လက်ရတယ်လည်းရမ်းမြောက်တယ်လေမှန်ပါတော့ကောင်းတယ်လို့တော်လဲတော်လုံဖို့သူလို့ချင်ဟုတ်ကဲ့ဒါသူရေးပြီးတော့ကိုယ်တန်တယ်ဟုတ်ကဲ့ကိုယ်တန်နဲ့တွဲလိုက်တဲ့ချင်းခမလေးရေးထားတာဟုတ်ကဲ့အဲ့ဒါကိုတပြားအမဲခက်လာပြမတန်ခက်လာလို့တပြားလောင်းလေးတစ်ချက်ချင်းထွက်တဲ့ခက်လာမြမအတန်တီဝိုင်းခက်လာဒီတစ်ချင်းပြင်းတဲ့ချက်ရဟောမြမအတန်ကျေလန်းကမြမအတန်ပေါ့ကာလာပေါ်ဝိုင်းကာလာပေါ်ဝိုင်းဟောယူဝိုင်းကျွန်တော်ပြောချင်တာကိုရောင်းတဲ့တပြားအနေနဲ့တော့မထွက်ပါဘူးဟုတ်ကဲ့မြမအတန်အနေနဲ့ထွက်လာတယ်အဲ့ဒီတော့ကိုတီးတဲ့ဒုတိယပညာရှင်တွေတရားမျိုးများကိုစဉ်းစားလို့ရပါလားပေါ်ပေါ်ရင်တီးတာတော်စဉ်းစားယူပါဘယ်လိုတီးရငါတီးရဟုတ်ကဲ့ပေါ်ပေါ်ရင်တီးတယ်ဟိုကေဒါရီဘိုင်ရော Austin Xavier ရော ASS က ASS က Austin Xavier ရောအဲ့တော့သူ ASS အောင်မထွက်သေးပါဘူးထွက်သေးပါဘူးဟုတ်ကဲ့ကိုရိုနာမှာလိုက်ပြီးတော့နှုတ်စေတင်ပိုင်းနဲ့ကိုရိုနာနဲ့တူဟုတ်ကဲ့ခင်မင်းကြီးနဲ့လည်းဘုဒ္ဓရီပေါ်တော့နေကြတာသူတို့နဲ့တော့နှုတ်တဲ့လူတွေပေါ့စေရောကတော့ကစာသားရေးတဲ့အကူတရောတီးတယ်ဟလားဟုတ်တယ်တရောဒါတော့ဒီမှာကာလာပေါ်ပိုင်းအတွက်ဟုတ်ပါနဲ့ဆိုတော့ဒီတချင်းအောင်ကိုဘယ်နှခုနဲ့တော့သမ်းမယ်ကိုဟုတ်ကဲ့ကြော်လာမယ်တဲ့ကြော်တော့ပေါ့ဟုတ်ကဲ့93လောက်ဆိုအဲ့ဒီရောက်လာပြီဟုတ်ပါရဲ့ရောက်လာအဲ့ဒီချိန်လုံးကအခုဒီချင်းသွင်းတဲ့အချိန်မှာအခုချိန်ဒီပေါ့ဒီတချင်းတည်ရမယ်ပြေးတဲ့ကြမှာပြတ်နိုင်နေမယ်လို့များကြိုးတွေးခဲ့ပါလားဟဲ့ဒီခေါ်လည်းမရှိပါဘူးဘာခံမယ်ဗျာဆိုတော့ကိုယ်မခံမနဲ့ဘူးဟုတ်ကဲ့ဆိုတော့ပြေးတဲ့နားနဲ့အသေးနဲ့လုံးဆွဲသွားအောင်တော့တန်နဲ့ကြိုးစားဆိုတာဟုတ်ကဲ့တန်နေလေးပါလေးကောင်းမယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဘလောက်ကြာချီတည်တံ့ခိုင်မြဲမယ်ဆိုတော့မခံမရဲပါဘူးဩဒါဆိုရင်ခုနှစ်ပေါင်းလေးကတကယ်တည်လာတဲ့အချိန်မှာဘယ်လိုပီတီမျိုးဖြစ်ပါလဲခင်ဗျာရှိတာပေါ့ဒီကိစ္စရမယ်ဒီတိုင်းမှာတော့ဟုတ်ကဲ့ကိုလှုပ်လိုက်တဲ့အလုပ်တစ်ခုဟုတ်ကဲ့အရာထင်းနေတစ်ဖက်ကလေးနှလုံးသားတဲ့အသေးထဲမှာစွမ်းစမဲနဲ့ကြံရတဲ့ဆိုဒီလိုရဲ့ပီတီကဘယ်တန်ဖို့ဖြတ်လို့ရမလဲအဲ့လိုရှိပါတယ်ကျွန်တော်မေးမယ်မေးဖို့အဖြေချင်းလည်းရပါတယ်စိတ်နှောက်ချက်ဖြစ်နေတောင်းပါလေဖြစ်ပါဦးပြောအသက်ဘယ်လောက်ရှိပါလဲခင်ဗျာအသက်87အထင်အောင်ကျွန်တော်လည်းပဲဒီလိုပဲထင်ရခဲတော့ဒီလိုတွေ့လို့ပြောချင်ဒီချင်းလေးတော့ခုနအစီအစဉ်လေးတိုင်းပဲပြဆက်ပြီးပါခင်ဗျာရပါတယ်ရကျေးဇူးပါတော်သူသာရင်လာပန်းကျုံလီနာနဲ့ခါဝဲငွေတင်းကျဲကိုချစ်တဲ့သူရမင်းသူကဲဘယ်နဲ့ပြမနောင်းလာရဲ့ချစ်ဖို့မခေါ်ရောဒီလိုဝါနိုင်နဲ့လာလေးဆိုတင်နဲ့ဒီနဲ့ဒီတာနေရဲ့မိကြမှာကွယ်ကြီးတွေပဲကျန်တဲ့မြေမှုရနောင်နဲ့ပါတယ်ဒီလေကုန်စိတ်လုံးနဲ့ကြုံပြီးတဲ့ကိစ္စဘဝကိုဒီလိုအေးများတဲ့သူရ
မေတ္တာရိတ်ခိုးမယ်ကိုယ်ရဲ့တောင်းလမ်းမယ်ဒီတွေချစ်မေတ္တာဟင်းငယ်သူရဲ့ကိုယ်ရဲ့ပဲဒီကြရဲလာလာဒီတွေမင်းရဲ့ဒီတဲ့မြတ်ငါဘာတိုင်းကမွေးရဲ့ဒီခါဝဲမမောင်းနဲ့ပေါ်သူသာရင်လာပန်းညိုလင်းနာနဲ့ခါဝဲမြည်ကြတယ်မခိုးရောဒီလိုမဝါလို့ကွယ်လာပြီးဆိုတင်နေဒီလေးနဲ့ဒီတန်နေဒီရဲ့ကိုရဲ့ဒီနေကြတယ်မိကြမှာကွယ်တင်ွယ်တဲ့ဆယ်လည်းမူရနိုင်ငံတွေရတယ်ဒီကျင်းနဲ့ဆုံးစိတ်မလို့နဲ့ကျုံတင်တဲ့ဒီဘဝကိုဒီမျိုးမဆုံးနဲ့အေးရတယ်ဒီမြတ်တာရိတ်ခုံနဲ့ကိုယ်ရဲ့ကြောင်လန်းနဲ့ဒီတွေဒီစာနဲ့သူရဲ့ကိုယ်ရဲ့ပဲဒီကြတယ်ရဲလာလာဒီကြည့်ပြနေရဲ့ဒီတဲ့မြတ်ဘယ်ဝတိုင်းကမတွေ့